နိုင်ငံကရင်းမပါဘူးကွာလို့ပြောကြတယ်မှန်တယ်ရင်းမပါဘူးဆိုတာကမပါဘူးလို့တွက်ချင်မပါတာသေချာတွက်ချက်တိုင်းပါတယ်ဘယ်လိုပါလဲဆိုတော့မြန်မာကိုမြေပုံတဲပြီးမြန်မာမြေပုံကနေပြီးတော့360ဒီဂရီပတ်လေးကိုစဝိုင်းကိုဆွဲကြည့်လိုက်ဘာတွေပါသွားလဲဆိုတော့360ဒီဂရီဆွဲလိုက်တဲ့ခါမှာမြန်မာရဲ့360ဒီဂရီထဲမှာဒီဘက်ဆိုအိန္ဒိယဘင်္ဂလားဒေ့ရှ်နီပေါဘူတန်တရုတ်ဒီဘက်ကိုဆင်းသွားရင်ဗီယက်နမ်လာအိုကမ်ဘောဒီးယားထိုင်းနော်အဲ့လိုဆင်းပြီးအောက်ကိုဆင်းသွားလို့ရှိရင်ဟိုစင်ကာပူမလေးရှားအထိပါသွားချိတ်နေတယ်360ဒီဂရီဆွဲအဲ့ချိတ်တယ်ဆိုတော့အဲ့ဒီ area အကုန်လုံးပေါင်းလိုက်တဲ့အခါလူဦးရေက3.5 billion ထက်မနည်းရှိတယ်ပေါင်းကြည့်ခင်ဗျားတို့အဲ့လောက်ရှိတယ်အဲ့ပတ်လည်းရှိတယ်အဲ့တော့တကဘာလုံးမှာမှလူဦးရေကဘယ်လောက်လဲ billion 8 billion အောင်8 billion မရှိသေးတယ်အဲ့တော့ကဘာကြီးရဲ့ဒီထက်ဝက်လောက်သောပမာဏကိုမြန်မာဗဟိုပြုတဲ့ပတ်ဝန်းကျင်နိုင်ငံတွေကရှိနေတာဒါကြောင့်မို့လို့ဒါအောင်ကြီးချင်းအဖြစ်မြန်မာနိုင်ငံကအကယ်၍သာစနစ်တကျကြံ့ကြံ့လုပ်တတ်လို့ရှိရင်မြန်မာနိုင်ငံက viewer ကြတဲ့အထက်မှာပါတယ်အဲ့မလုပ်တိုင်တော့မင်းထိုင်နေအခုလိုမျိုးပဲနှစ်80ကျော်စစ်ပွဲတွေနဲ့ပဲလုံးလက်ချလည်းပဲလေနေပါအဲ့လိုလေနေမှာအဲ့တော့ဒါကကျွန်တော်တို့သတိထားရမယ် geopolitics အရာစဉ်းစားစရာကောင်းတယ်ရှုထောင်ပြောပြတာခင်ဗျားတို့တွက်ကြည့်ပါဒါကြောင့်တိုင်းပြည်ကတော်တော်လေးတော့အေးပါတယ်ကမ္ဘာလူဦးရေရဲ့ထက်ဝက်နီးပါးလောက်ရှိရဲ့ဟို population ကြီးရဲ့ center အလဲဘိုးမှာမြန်မာသွားကြနေအဲ့ကြောင့်ကျွန်တော်တို့ကတိတက်ဖို့လိုတာပေါ့နော်ကိုတိုင်းပြည်အခြေအနေကိုအဲ့တော့NASAကဥက္ကဋ္ဌတော့ဒါသူကတော့အဲ့လောက်ထိမရှင်းပြဘူးဒါပေမဲ့ကျွန်တော်တို့ဒီမှာဒါကိုကျွန်တော်အမြင်ကျွန်တော်တက်ရှင်းပြတာပေါ့နော်ဆိုတော့သူ့အနေနဲ့ဒီအခက်အခဲတွေကတည်ငါပါပဲလို့သူပြောလိုက်တာလည်းကောင်းပါတယ်တည်ငါပါပဲလို့ပြောတယ် okay တကယ်ကဖြစ်ပါစေလို့ကျွန်တော်တို့ဆူတောင်းတယ်တကယ်ကိုပဲဟိုနောက်တစ်နှစ်အတွင်းမှာလုံးဝငြိမ်းချမ်းသွားပြီးတော့ငြိမ်းချမ်းသွားတော့မဟုတ်လက်နက်ကိုင်ပုံကံမှုထားချောက်မှုတွေချုပ်ငြိမ်းသွားတာသို့မဟုတ်တော်တော်လေးကိုဟိုကုံသွားတာပေါ့နော်လက်နက်ကိုင်ပုံကံမှုတွေတော်တော်နည်းသွားပြီးတော့တကယ်ကိုပဲဟိုပိုကောင်းတဲ့ခင်းချင်းတစ်ခုရောက်လာဖို့ကျွန်တော်တို့ကမျှော်လင့်ပါတယ်။ဘာပဲပြောဘယ်သူလက်ထက်ဖြစ်ဖြစ်ဘယ်သူအုပ်ချုပ်ကျွန်တော်အဲ့ဒါကိုမျှော်လင့်တာ။အဲ့တော့ဒါတစ်ချက်ပေါ့။နောက်တစ်ခုကတစ်ခုရရှင်တော့အဲ့တည်ငါလို့ပြောပြီးတော့သူတည်ငါဘလို့တည်ငါနတ်တည်ငါနဲ့သွားတူရင်ဒုက္ခနော်နတ်တည်ငါဆိုရင်တော့ခင်ဗျာသိတဲ့အတိုင်းပဲ။ NASA ကဟိုကွာပြောရေးဆိုခွင့်ရှိသူဘုရားစောမတော်ကပြောတဲ့အထက်မှာလိုရှင်း point လေးပြောရရင်တော့130 megawatt ရှိတဲ့ nuclear ဓာတ်ပေါင်းမှုလက်စစ်ဓာတ်ပေးလုပ်မယ်လို့ပြောတယ်။တော်တော်များတော့ဟိုနေရာလိုဒီနေရာလိုပြောနေကြတာရှိတယ်။ရှင်းပြရင်တော့ nuclear 130 megawatt ဆိုအသေးစား nuclear ဟွာလေးတွေပြောတာအနေသေးသားလေးတွေအဲ့ဒါမျိုးလေးတွေကလောလောဆယ် pilot project ကကျွန်တော်ထင်တယ်ခံမှန်းကြည့် pilot project ကပထမဆုံးဖြစ်လာနိုင်ရှိဆုံးနေရာသည်အကယ်၍များသာဖြစ်နိုင်ရှိဆုံးတဝဲဖြစ်ဖို့များတယ်။ဘာကြောင့်လဲဆိုတော့ pilot project ဘာလို့ဆိုတော့ nuclear power plant นี่ energy ရှိတဲ့ဒါ power plant energy ရှိပါတယ်လို့တကဘာလုံးကပြောကြတယ်။ okay တကယ်တော့ရိုးစိတ်မှုတွေဖြစ်ခဲ့မယ်ဆိုရင်ရေပြင်ရှိတဲ့နေရာအကောင်းဆုံးနေရာဖြစ်တယ်။အဲ့တော့ရှင်းပြရင်တော့တဝဲလိုနေရာမျိုးကရေပြင်ကြီးနဲ့ပြင်ကျယ်ကြီးဖြစ်တဲ့အတွက်ပင်လယ်ပြင်ကြီးရှိတဲ့အတွက်ပင်လယ်ပြင်မျက်နှာမူထားတာဖြစ်တဲ့အတွက်တဝဲလိုနေရာမျိုးအကောင်းဆုံးပဲ။ခင်ဗျာပဲခူးလိုနေရာသွားထည့်ပြဿနာရှိသွားပြီ။ဘာလို့ဆိုတော့ပဲခူးလိုနေရာမှာရေကန်ကြီးမှ heavy ရှိသလားဆိုတော့မေးကုန်ရေ nuclear reactor ရဲ့ပြဿနာကိုဖြေရှင်းနေတာရေပဲ။အဲ့တော့ရေကရေများများရှိတဲ့နေရာအရေးကြီးဆုံးပဲ။အဲ့တော့ဂျပန်တို့ဘာလို့လဲအဲ့လိုပဲခင်ဗျာပင်လယ်စိတ်ကောင်းမျက်နှာမူပြီးဆောက်ကြတာ။အဲ့တော့ဒီမှာလည်းခုနတဝဲလိုနေရာမျိုးဖြစ်နိုင်ကြီးပုံများတယ်။ဒါပေမဲ့တဝဲမှာအဲ့လိုဆောက်မှဆိုရင်ဘာကြောင့်အဲ့လိုဖြစ်နေလဲဆိုတော့နောက်တစ်ခုကနောက်ထပ်ဖြစ်နေကြီးတစ်ခုတက်ချက်ပြတာဘာလို့ဆိုတော့crude oil တွေပေါ့လောင်စာဆီရေနံစိမ်းတွေကိုတန်ချိန်သိန်းချီရှိတဲ့သင်္ဘောကြီးတွေတည်လာပြီးတော့ကျွန်တော်မနေ့ကပြောသေးသိန်းချီတဲ့သင်္ဘောကြီးတွေနဲ့ကျွန်တော်တို့အခုရုရှားဘက်ကနေထွက်လာတဲ့သင်္ဘောကြီးတွေကရောက်လာပြီးတော့ Vladivostok ကတော့ထွက်လာပြီးတော့ဒီဘက်ကနေပြီးတော့မလေးရှားအင်ဒိုနီးရှားစင်ကာပူ၃နိုင်ငံနဲ့ area နဲ့နီးတဲ့ကင်းလွန်နေတဲ့နေရာတစ်ခုမှာအဲ့မှာရှိနေတယ်အဲ့မှာထားနေပြီးတော့မောင်ခိုလိုမျိုးဖြစ်နေတာဟာကြီးက okay တဝဲရောက်လာပြီးတော့တဝဲမှာချက်တာပေါ့ရေနံချက်ပြီးလည်းပြီးအဲ့ဒီကနေမှဒီဒေသရဲနိုင်ငံတွေကိုလောင်စာဆီဖြန့်တာဈေးသက်သက်ဖြန့်တာမျိုးဖြစ်လာနိုင်ရှိသလားဆိုတော့မေးကုန်ပေါ့အဲ့တော့ဒီဟာလဲသူတို့တဝဲမှာလုပ်ဖို့စိတ်ကူးရှိတယ်ဆိုတော့တဝဲမှာအဲ့လိုရေနံလောင်စာရေနံချက်မယ်ဆိုရေနံချက်စက်ရုံတွေတည်မယ်ဆိုရင်လျှက်စစ်မီလိုတယ်လျှက်စစ်မီလိုတဲ့အတွက်အဲ့လျှက်စစ်မီကကတော့130 megawatt လောက်ဆိုတော့ nuclear power plant ကအဲ့ဒါမှကွက်တီဖြစ်မယ်ဆိုတော့သူတို့နှစ်ခုကဒီလိုပိန်ထောက်ပြီးတော့ကွက်တီသွားလုပ်မယ်သဘောရှိတယ်အဲ့တော့တဝဲဟာဖြစ်နိုင်ရှိဆုံးလို့ကောက်ချက်ချတယ်အဲ့တော့တဝဲမှာတခါတဝဲစိတ်ကန်းစီမံကိန်းဆိုတော့ဘိုးကျုပ်ဆုံးမင်းတော့ထည့်ပြောတယ်ဆိုတော့တဝဲစိတ်ကန်းစီမံကိန်းကရုရှားနဲ့ပေါင်းလို့ပါမယ်လို့ပြောတယ်ဒါပေမဲ့ရုရှားတခုတည်းတော့ကျွန်တော်တို့ကောက်ချက်မချဘူးရုရှားတခုတည်းမဖြစ်နိုင်ဘူးရုရှားနဲ့တူတရုတ်ပါဝင်လာနေရရှိသလိုအခြားနိုင်ငံက investment တွေလာမယ် join တွေဝင်လာလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်ရုရှားကတော့ focal ပေါ့အဓိကပေါ့ဒါပေမဲ့ကျန်တဲ့ဟာတွေကလည်းပေါင်းဆက်ပါလာတာဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့အစိပ်ပိုင်းတွေအများကြီးရှိတယ်ရင်းနဲ့စိတ်ကန်းစီမံကိန်းနဲ့အထူးစီးပွားရေးဇုံဆိုတာရှိတယ်စိတ်ကန်းစီမံကိန်းကိုရုရှားကလုံနိုင်တယ်စီမံကိန်းနဲ့ဆိုရင်ရုရှားယူပြီးတော့အထူးစီးပွားရေးဇုံတရုတ်ကယူတာမျိုးအခြားနိုင်ငံတစ်ခုကယူတာမျိုးသို့မဟုတ်ကျွန်တော်တို့ဒေသတွင်းနိုင်ငံတွေရဲ့အကုန်လုံးပေါင်းပြီးတော့ wide view investment လုပ်တာမျိုးဖြစ်လာနိုင်တယ်ဒါလည်းကောက်ချက်ချရမယ်တစ်ချက်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီရေနံချက်စက်ရုံကြီးတွေတဲမယ်အမှုတွေထောင်းပြီးလုပ်မယ်ဆိုရင်စိတ်ကန်းကြီးမှရှိမှရမယ်အဲစိတ်ကန်းကြီးမှကရေနံစိတ်ကန်းကြီးနဲ့တွဲမှရမယ်ရေနံစိတ်ကန်းကြီးနဲ့တွဲမယ်ဆိုရင်စိတ်ကန်းဘော်ဒရာအကြီးလုံးမှာတမောကြီးကပ်ဖို့တန်ချိန်သိန်းကြီးရှိတဲ့တမောကြီးကပ်ဖို့စိတ်ကန်းဘော်ဒရာကြီးကြီးရှိမှရမယ်အဲ့တော့အဲ့ဒါကြီးတွေက investment လုပ်ဖို့ဆိုတာဒေါ်လာဘီလီယံချီတယ်
ခင်ဗျာမဆုံးဖို့ပန်းနဲ့ပေါက်လို့မရဘူးဒါကြီးကတကယ်ကိုစက်စက်နဲ့လောက်ရမှာကြီးပဲအဲ့ဒါကြီးအကုန်လုံးရုရှားကဒေါ်လာဘီလီယံထားတော့အနည်းဆုံး3 to 5 billion လောက် investment လာလုပ်မှာလားဆိုတော့မေးကော3 to 5 billion လောက် invest လုပ်မှာလားဆိုတော့ရုရှားတော်တော်မလုပ်မှာမဟုတ်ဘူးရုရှားကဒီအတွက်စိတ်ကန်းပေါ်လာရင်းနဲ့တကယ်ဟိုရင်းနဲ့စိတ်ကန်းတစ်ခုလို့အတွက်3 to 5 billion လောက်ရုရှားလာ invest လုပ်မှာလားဆိုရုရှားကလည်းသူကလည်းတခြားလူတွေခေါ်လိုက်မယ်အဲ့တော့သူကပေါင်းလုပ်မယ်သဘောတော့ရှိတယ်အဲ့တော့ဒီနေရာမှာပဲဖြစ်နိုင်ကြီးအရှိဆုံးတယ်ဒါကိုသွားမှာအဲ့တော့တချို့ကကောက်ချက်ချတယ်ဗီနန်ဒါနန်ကနေပြီးတော့ဝယ်စိတ်ကောက်ထွက်ပြီးအဲ့အနေပဲကုန်နေသဘောတွေအဲ့ဒါစိတ်ကူးရင်လားအဲ့ဒါကြီးကအဓိကစိတ်ကိုင်းဒဝဲရင်းနဲ့စိတ်ကိုင်းကြီးကအဓိကစိတ်ကိုင်းရှေ့တော့အာရှနိုင်ငံတွေတို့အဓိကစိတ်ကိုင်းဖြစ်လာလိမ့်မယ်လို့ပြောတာစိတ်ကူးရင်လားတချို့ကခရာကန်နဲ့ကောက်ပြီးချိတ်ပြောတယ်ခရာကန်နဲ့ကြီးပေါ့ခရာကန်နဲ့ချိတ်ပြီးပြောကြတာရှိတယ်တကယ်တော့ခရာကန်နဲ့ချိတ်လို့မရဘူးဘာလို့ဆိုတော့ခရာကန်နဲ့ထိုင်းဘက်ကချင်းတတ်ဆိုတော့ခရာကန်နဲ့ဖောက်တဲ့ကိစ္စကတရုတ်နဲ့ထိုင်းနဲ့လုံနေတဲ့ကိစ္စလုံဖို့မလုံဖို့ထိုင်းတောင်ပိုင်းပြဿနာနဲ့တို့အဲ့ချိန်နေတဲ့ကိစ္စအဲ့တော့ဒဝဲကနေထွက်မလားဆိုတဲ့စဉ်းစားချက်ရှိတာပဲရှိတာဒါပေမဲ့ဒဝဲဟာအာဆီယံဒေသတစ်ခုလုံးရဲ့ပင်လယ်စိတ်ကမ်းနေရာကြီးဖြစ်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့အာဆီယံကလည်းသူ့နိုင်ငံသူကဖြစ်မှာ။တချို့ကမလက်ကာစထရိုက်လို့ခေါ်တဲ့ဒီမလက်ကာရေလက်ကြားစင်ကာပူမလေးရှားကိုဖြတ်ရတဲ့ဟာအဲ့ဒါကြီးအတွက်ပိတ်သွားနိုင်ရှိလို့ပြောတယ်။ကျွန်တော်တို့ပြောရတာတခုရှိတယ်။တေချာတာကတရုတ်ကုန်ကျွန်တော်ဒီမလက်ကာရေလက်ကြားကိုဖြတ်နေတဲ့တရုတ်ကုန်တွေသဘောအကြီးတွေရှိတယ်။တရုတ်တနိုင်ငံနဲ့ရဲ့ကုန်တွေသဘောကြီးတွေရဲ့တနိုင်ငံနဲ့ရဲ့ဖြတ်တန်းတဲ့အမောင့်ကဒေါ်လာဘီလီယံ9000ကျော်တယ်။ဒေါ်လာဘီလီယံ9000ကျော်ကုန်တွေသဘောပေါင်းဖြတ်တန်းတာအဲ့မလက်ကာရေလက်ကြားကိုဖြတ်ပြီးတော့တရုတ်ပြည်ကိုသွားနေတဲ့ကုန်တွေသဘောရဲ့တန်ကြီးတွေကုန်ပစ္စည်းတွေအကုန်လုံးပေါင်းပဲဒီတန်ကြီးကဘီလီယံ9000ကျော်တယ်အဲ့ဘီလီယံ9000ကျော်တဲ့ကနေခင်ဗျာ 1% ပဲစင်ကာပူကကောက်ဒေါ်လာ50ဘီလီယံလောက်ရတယ်အဲ့တော့ခင်ဗျာဒီအဲ့9000ဘီလီယံလောက်ကြီးရှိတဲ့ဟာကြီးကဒီဒဝဲမှာလာစိုက်ကတ်တာကြောက်ဖြူမှာစိုက်ကတ်ပြီးတော့ယထာနဲ့တက်မှာလို့ပါလို့ဆိုတာကဘာပေါ်မှာသင်းမောနဲ့ကုံသွဲတာကဝင်အပါဆုံးကုန်ကြက်စိတ်သက်သာဆုံးယထာဆိုတာကအကတ်သက်ရှိတယ်ကားဆိုတာပိုတော်ကတ်သက်ရှိသေးတယ်အဲ့တော့ရှင်းပြရင်ဘယ်သူမှဒီပင်လယ်ပြင်ထွက်ပြီးတော့ထွက်ပေါက်ဘယ်သူမှပင်လယ်ပြင်ထွက်ပေါက်ကြီးရှိပါလေနဲ့ဘယ်သူမှအဲ့ကုန်းလွှဲကနေဘယ်သူမှမသိဘူးအဲ့တော့တဝဲတို့ဘာလို့ဒီရှင်းပြောရင်တော့ဟိုဒီမလကာရေလက်ကြားကြီးရဲ့ဝင်ကိုယာရင်တို့တစ်ခုလောက်ဝင်ထမ်းတာလောက်ပဲရှိမယ်ယာရင်တို့မထမ်းနိုင်ဘူးတရားရာရင်တို့ဝင်ထမ်းပေးတဲ့နေရာမဟုတ်ဘူးခရာကန်တဲ့အတွက်လည်းအရင်နောက်ချက်ဖြစ်တာမဟုတ်ဘူးပြောရင်တော့တဝဲဒီဘာမှမဟုတ်ဘူးတဝဲဒီမလကာရေလက်ကြားကြီးကနေဖြတ်နေတဲ့ကုန်တင်သင်းမောတွေအားလုံးအတွက်တရုတ်လိုနိုင်ငံတိုင်းနဲ့အတွက်တော့20%မရှိဘူးအဲ့တော့ဒီတဝဲအရေးပါမှုပါအဲ့တော့မလကာရေလက်ကြားရဲ့အရေးပါမှုတရားရင်တို့ကရော့ကျသွားလဲခင်ဗျာ80အထိဖြစ်သွားပြီ20လောက်ပဲဒီဘက်ကိုကားရဖြစ်နေအဲ့တော့ဘာမှမဟုတ်တချို့ကစိတ်ကူးတွေအကြီးကြီးရှင်နေကြလို့ပါအရင်ကြီးလည်းရှင်လို့မရသေးဘူးပြီးတော့ဒါမျိုးဖြစ်ပေါ်လာဖို့ကနောက်ထပ်3နှစ်ကနေ5နှစ်လောက်ချိန်ယူအောင်မယ်အရန်မြန်အောင်လုပ်တာရင်တော့3နှစ်ကြာမယ်နောက်ကြရင်တော့9နှစ်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဘလို့ဆက်ဖြစ်မလဲတော့မသိဘူးစောင့်ကြည့်ကြမယ်ကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်လို့တွက်ချက်သုံးသပ်တယ်ရမ်းပြီးတော့လူတွေကိုfalse hope တွေမပေးဘူးမျှော်လင့်အိမ်မက်အမှားတွေမပေးပါဘူးဘာလို့ဆိုတော့တချို့ဟာတွေကလူသေးတယ်ခဏစောင့်ကြည့်အောင်ဘာလို့ဆိုတော့လျှက်စစ်မီတော့6လအတွင်းမြန်အောင်မှန်အောင်မြန်လင်းအောင်လုပ်မပေးနိုင်သေးတဲ့ကိစ္စမှာဒီဝယ်စကန်စီမံကိန်းလူကျွန်တော်အကြီးတွေကိုကျွန်တော်တို့အရင်အိမ်မက်ကြီးတွေမပေးဘူးဘာလို့ဆိုတော့ရုရှားတို့ကတော့တွက်ချက်အောင်မှာ feasibility study လုပ်အောင်မှာအများကြီးလုပ်အောင်မှာရုရှားတွေကသွားပြီးသွားပြီသွားပြီးကျွန်တော်တို့ကသိတယ်သွားကိုလေ့လာပြီးသွားပြီတဝဲကိုတေးချာကိုသွားလေ့လာတာအမခင်ဗျလုံခြုံရေးတွေတခြားလိုက်ပေးရတာဒီကောင်တွေကမရဘူးသွားမယ်ဆိုလို့အတင်းကြမတရားအတင်းသွားကြည့်မယ်ဆိုလို့အတင်းသွားကြည့်လို့လုံခြုံရေးကိုကြကြနာပေးရတယ်ခင်ဗျရုရှားအဖွဲ့တွေသွားကြည့်တာကိုပေးရတယ်တက်ကစစ်ကြောင်းတွေထိုးပြီးကုန်ရှင်းပြီးတော့မှရုရှားအဖွဲ့တွေပြောပြမရဘူးရုရှားတိုက်လေစစ်ပွဲတွေဖြစ်လေငါတို့သွားကြည့်မှာရုရှားတွေအဲ့လိုမျိုးဆိုတော့သွားကြည့်ပြီးသွားပြီတဝဲကိုတခြားသွားကြည့်ပြီးတော့ရုရှားတွေကဆိုတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကရုရှားတွေဘယ်လောက်မြန်လုပ်နိုင်မလဲဆိုတော့စောင့်ကြည့်မယ်3နှစ်ကနေ5နှစ်ပဲအရန်ကိုရုရှားတွေအရန်ကိုလောနေရင်3နှစ်ပဲလောနေတော့3နှစ်မလောရင်5နှစ်ကနေနောက်ထပ် something ပေါ့နော်ဆိုလို့ဖြစ်မယ်ဆိုတော့စောင့်ကြည့်ကြရုံပဲရှိတယ်ရုရှားတွေကတော့တော်တော်စိတ်ဝင်စားတာရှိတယ်လို့ကျွန်တော်သိရတယ်တခုကောင်းတာပါလဲဆိုတော့အကဲ၍ရုရှားကမြန်ဆန်လုပ်တော့မယ်3နှစ်တွင်ငါတို့မြန်ဆန်စမယ်ကွာမြေရရှင်းလင်းချင်းလေး foundation တူတာတွေအကုန်ချမယ်ကွာပတ်စံတွေအကုန်လွှဲတာတွေအကုန်လုပ်တော့မယ်ချပြီးဆိုတဲ့ချိန်ကြရင်တော့ချကွာလို့ဒီနေ့ဆုံးဖြတ်လိုက်တဲ့နေ့ရက်နေစပြီးနောက်တစ်နှစ်နှစ်တွင်မှာခင်ဗျအဲ့ဒီဒဝဲပတ်လေဒေတာတော်တော်မှာတပုံတကောင်းမှမရှိဘူးဖြစ်သွားမှာအကုန်ရှင်းမှာရုရှားအဖွဲ့တွေဝင်ရှင်းမှာရုရှားအဖွဲ့တွေဝင်ရှင်းမှုရုရှားအဖွဲ့တွေနီးပညာနဲ့ကူညီပြီးမှာဘောကနီးပညာနဲ့ကြည့်ပြီးတော့ကူညီဟိုမှာပြစ်ဟိုပြစ်နဲ့ကူညီအကုန်မှာဒီလိုတော့ဇလန်တော့ရှိတယ်ဒါလေးကကျွန်တော်တို့နားလည်အောင်လို့ rotation ပြောပြတာပေါ့နော်အဲ့တော့ရုရှားမြန်ဝင်မယ်ဖို့ဆူတောင်းတယ်ဒါပေမဲ့အမြန်ဆုံးစောအမြန်ရင်3နှစ်နောက်ကြရင်တော့9နှစ်နဲ့ plus ပေါ့နော်ဒါပဲဒီလိုပဲကျွန်တော် project ထားတယ်တခုရှိတာလဲသက်ဆိုင်ရာကြီးခဲ့တဲ့အနေနဲ့လဲဒါသူတို့ကလှုပ်ရှားရှိတာသူတို့လုပ်တယ်မဟာဗျူဟာကြီးချပြီးလုပ်နေတာလို့ခေါ်တယ်အဲ့ဒါယူသွားပြီးတော့မနက်ဖြန်တစ်ခါဖြစ်တော့မယ်အတိုင်းထားပြီးတော့တချို့တွေကတော့အရင်လိုရတဲ့ပုံပြောဖို့မတင်သေးဘူးလို့ကျွန်တော်တို့ကောက်ချက်ချခြင်းဘာလို့မလောဘူးမပြောတင်သေးဘူးနော်ကြောက်ဖြူတော့အခုထိတရုတ်တွေဒီလောက်လောတဲ့အားတော့ကြောက်ဖြူအခုထိဘာမှမလုပ်နိုင်သေးဘူးအဲ့ဒါကိုပဲကြည့်ပါနော်ဒါကပဂရိရှိတယ်တီလိုဝါလည်းခုတည်း complete မဖြစ်သေးဘူးတကယ်စီမံကိန်းအကုန်လုံးရဲ့ဟာကို complete မဖြစ်သေးဘူးတီလိုဝါတော့ဂျပန်တွေလုပ်နေတာ10စုနှစ်တခုရှိပြီလုံးဝ complete မဖြစ်သေးဘူးကဲတီလိုဝါတော့
ကျွန်တော်ပြောမနေနဲ့အဲ့ဒါကြီးကတေချာစဉ်းစားရလို့ပြောတာပေါ့နော်တချို့မစားဝါခံနေလျှောက်ပြောနေမှာဆိုလို့ကျွန်တော်ပြောတာပါနော်